မိတ်ဆွေလွန်ခဲ့တဲ့9နှစ်လောက်ကခမည်းဘယ်လိုလူမျိုးဖြစ်ချင်ခဲ့လဲမှတ်မိသေးရဲ့လားအခုခမည်းမှန်ထဲမှာပြန်ကြည့်လိုက်ပါအဲ့လူကိုမြင်နေရပြီလားဒါမှမဟုတ်မျက်လုံးထဲမှာအယောင်တွေမှိန်ပြီးတော့ဒီလိုပဲနေလိုက်တော့မယ်ဆိုပြီးရှုံးပေးထားတဲ့လူတစ်ယောက်ကိုပဲမြင်နေရပြီလားကျွန်တော်ဒီနေ့ခမည်းကိုအမှန်တရားတစ်ခုပြောပြချင်ပါတယ်နည်းနည်းတော့ခါမယ်ဗျာကျွန်တော်တို့ခေတ်က self improvement ဆိုတဲ့ကိုယ့်ကိုယ်တိုးတက်အောင်လုပ်ခြင်းဆိုတာကိုဖြော်ပြရေး entertainment တစ်ခုလို့လုပ်ပလိုက်ကြပြီဗျH Twitter ပေါ်မှာယူတန်းကျော်သွားတဲ့ဆောင်းပါးတစ်ပုဒ်ရှိတယ်ခေါင်းစဉ်က How to fish your life in one day တဲ့လူတွေတန်းနဲ့ချီပြီးတော့ဝင်ဖတ်ကြတယ်like တွေပေးကြတယ် share ကြတယ်ဒါပေမဲ့မေးချင်တာကအဲ့ဒီတည်းကဘယ်နှယောက်တကယ်ပြောင်းလဲသွားပြီလဲခမည်းရောမနေ့9နာရီဌာနီးတွေတထေးဖြစ်နေတွေ motivation တွေကိုပဲ YouTube မှာကြည့်ခဲ့တာဘယ်လောက်ကြာပြီလဲဘာလို့ခမည်းဘဝမပြောင်းလဲသေးရလဲအဖြေကရှင်းပါတယ်မိတ်ဆွေခမည်းပြောင်းလဲဖို့ကြိုးစားနေတာမဟုတ်ပါဘူးခမည်းကပြောင်းလဲခြင်းနဲ့စိတ်ကူးလေးကိုသုံးဆောင်ပြီးတော့ဒိုပါမင်းဆိုတဲ့စိတ်ကျေနပ်မှုဟော်မုန်းအရသာခံနေုံတက်တက်မှုလို့ပါပဲဒီနေ့ဒီချိန်ကစပြီးကျွန်တော်တို့အဲ့ဒီထောင်ချောက်ကိုဖျက်ဆီးပစ်ကြမယ်ဒီဗီဒီယိုက motivation ပေးမဲ့ဖူလီကိုမဟုတ်ပါဘူးခမည်းရဲ့အုံနောက်ကိုပြန်ပြီးတော့ wiring လုပ်မဲ့ operation တစ်ခုပါဒီဗီဒီယိုပြီးဆုံးသွားတဲ့အခါခမည်းကအခုနားထောင်နေတဲ့လူတစ်ယောက်မဟုတ်တော့ပဲခွန်အားသစ်စိတ်တဲ့လူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်ကဲအစင်းသစ်ဖြစ်ပြီဆိုရင်စလိုက်ကြပါစို့ပထမဆုံးနားလည်ရမယ့် concept က mental obesity ဆိုတဲ့စိတ်ပိုင်းဆိုင်ရာဝါလွန်ခြင်းပါခမည်းထမင်းအများကြီးစားပြီးတော့လေ့ကျင့်ခန်းမလုပ်ရင်ဘာဖြစ်လာမလဲဝါလာမယ်လေးလံလာမယ်ယောဂရမယ်ဘုံတော်လည်းဒီတိုင်းပဲဗျခမည်း postcard တွေနားထောင်တယ်စောင်းတွေပတ်တယ်ဗီဒီယိုတွေကြည့်တယ်ဒါတွေက food တွေပါဒါပေမဲ့ပြန်ပြီးတော့ action မလုပ်ဘူးလေ့ကျင့်ခန်းမလုပ်ဘူးဆိုရင်ခမည်းရဲ့အုံနောက်က knowledge တွေနဲ့အဝလွန်လာမယ်ဒါကို psychology မှာ the illusion of confidence လို့ခေါ်ပါတယ်ကိုကရေကူးနီးစာကိုဖတ်ထားရုံနဲ့ရေကူးတက်နေပြီလို့ထင်နေတဲ့အဖြစ်မျိုးပေါ့မိတ်ဆွေဒီကမ္ဘာပေါ်မှာလူ2မျိုးပဲရှိပါတယ်နံပါတ်1ကတော့ consumer ဆိုတဲ့စားသုံးသူနဲ့နံပါတ်2ကတော့ builder ဆိုတဲ့တိဆောက်သူတွေပါ99%သောသူတွေက consumer တွေပါပဲသူတို့က Netflix ကြည့်တယ် new feed တွေပုတ်တယ်သူတို့ကသူများတွေရဲ့ subset တွေကိုထိုင်ကြည့်ပြီးတော့အားကြကြတယ်ကျန်တဲ့1%တော့ builder တွေပါသူတို့က content တွေဖန်တီးတယ် business တွေတည်ဆောက်တယ်သူတို့ရဲ့ခန္ဓာကိုယ်ကိုထုစစ်တယ် consumer တွေကပတ်စံပေးရတယ် builder တွေကပတ်စံရတယ် consumer တွေကအချိန်ကုန်တယ် builder တွေကအမွေအနှစ်ကြံရစ်တယ်မိတ်ဆွေကိုပြန်မေးကြည့်ပါဒီနေ့တနေ့ကိုငါဖန်တီးလိုက်တာ output များလားဒါမှမဟုတ်စားသုံးလိုက်တာ input များလားထိုင်းမှာကိုရီးယားမှာဂျပန်မှာစသဖြင့်အလုပ်လုပ်နေတဲ့ညီကိုမောင်နှမတွေပြင်ပန်းလို့ဖုန်းပုတ်တာကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့သတိထားပါဖုန်းပုတ်တာအနားယူခြင်းမဟုတ်ပါဘူးထုံစည်းထိုးခြင်းတက်ပါပဲတကယ်အနားယူခြင်းရင်ဖန်တီးမှုတစ်ခုခုကိုလုပ်ကြည့်ပါစာရေးမလားဟင်းချက်မလားအခန်းရှင်းမလားစသဖြင့်တစ်ခုခုပေါ့ဒုတိယအချက်ကတော့ကျွန်တော်အကြိုက်ဆုံးပါပဲလူငယ်တွေဂိမ်းဆော့ရင်ဘာလို့ဆွဲလန်းကြလဲသိလားဂိမ်းမှာတိုးတက်မှု progress ကိုချက်ချင်းမြင်ရလို့ဗျ monster တစ်ကောင်ကိုတက်လိုက်ရင် experience point ဆိုတဲ့ XP တက်လာတယ် level up သွားတယ်လက်တွေ့ဘဝကျတော့အဲ့လိုမဟုတ်ဒီနေ့ကျင်သွားဆော့လိုက်ပြီမဲ့မနေ့ပြန်ကြွက်သားတွေကြီးမလာဘူးဒီနေ့စာဖတ်လိုက်ပြီမဲ့မနေ့ပြန်ချက်ချင်းပ
ညာရှင်တယောက်ဖြစ်မသွားအောင် fever loop ကကြားတယ်ဒါကြောင့်လူတွေကလက်လျှော့လိုက်ကြတာဒါဆိုဘယ်လိုလုပ်မလဲ the HP system ကိုသုံးရပါမယ်ခင်ဗျားရဲ့ဘဝကို RPG game တစ်ခုလို့မြင်အောင်ကြည့်ပါခင်ဗျား main character ပါပဲရှင်သွားတာလမ်းလျှောက်တာအေးဝါအိတ်တာတွေက straight HP တွေပါလူတွေနဲ့စကားပြောတာပေါင်းသင်းဆက်ဆံတာတွေကတော့ Christmas HP ပါပတ်စံစုတာရင်းနှီးမြုပ်နှံတာ Wasp HP ပါဒီ mindset ကဘာကိုပြောင်းလဲစေလဲဆိုတော့ pain ဆိုတဲ့နာကျင်မှုပင်ပန်းမှုကိုမြင်တဲ့ပုံစံကိုပြောင်းသွားစေတယ်အရင်ကပကံဆေးရတာပြင်းစရာကောင်းတယ်ညစ်ပတ်တယ်အခုတော့ပကံဆေးရတာဟာ discipline HP စီကံရမှတ်ကိုယူနေတာအလောက်ခွင်မှာတတိယဆူလို့စိတ်ညစ်ရမယ့်စားဒါက emotional control HP စိတ်ခံစားချက်ထိန်းချုပ်မှုရမှတ်ကိုယူမဲ့အခွင့်အရေးလို့မြင်ကြည့်ပါခက်ခဲတိုင်းဟာခင်ဗျ level တက်ဖို့လိုအပ်တဲ့ mission တွေဖြစ်လာပါလိမ့်မယ်မှတ်ထားပါမိတ်ဆွေဂိမ်းတစ်ခုမှာအခက်ခဲမရှိရင်အဲ့ဒီဂိမ်းဟာဆော့လို့ကောင်းပါအောင်မလားခင်ဗျားဘဝမှာကြုံနေရတဲ့အခက်ခဲတွေကခင်ဗျားကို level မြင့်တဲ့ player တယောက်ဖြစ်စေဖို့ပါပဲအခုနည်းနည်းလေးသိပ္ပံဘက်ကိုသွားကြည့်ရအောင် brain rot လို့ခေါ်တဲ့အုံနောက်ပုတ်တိုးခြင်းဆိုတဲ့စကားလုံးရှိပါတယ် TikTok short video reel စတဲ့အရာတွေကိုတဏီကုံပုတ်နေတဲ့အခါခင်ဗျားရဲ့အုံနောက်ကဘာဖြစ်သွားလဲသိလားခင်ဗျားရဲ့ attention span ဆိုတဲ့အာယုံစိုက်နှံစွမ်းဟာရွှေငါးတစ်ကောင်ထက်တောင်တိုသွားပါတယ်10မိနစ်လောက်တော့စာအုပ်ထိုင်မဖတ်နိုင်တော့ဖျားရှိခိုးတော့စိတ်ရခနာမငြိမ်တော့အဲ့ဒါခင်ဗျားညံ့လို့တော့မဟုတ်ပါဘူးခင်ဗျားရဲ့ dopamine receptor တွေလောင်သွားလို့ဖြစ်နေတာပါ brain rot ဖြစ်နေတဲ့အုံနောက်နဲ့ခင်ဗျားဘလို့မှကြီးပွားအောင်လုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ focus is the new currency ဆိုတဲ့အာယုံစူးစိုက်နှံစွမ်းဟာခေတ်သစ်ရဲ့ငွေကြေးစနစ်ဖြစ်နေလို့ပါဘသူကအကြာကြီးအာယုံစိုက်ပြီးအလုံးလုံးနိုင်တယ်အဲ့လူကနိုင်မှာပါပဲဒါကြောင့်ဖုန်းကိုခဏချပါပြင်းခြင်းကိုလက်ခံလိုက်ပါပြင်းတယ်ဆိုတာမကောင်းတဲ့အရာတော့မဟုတ်ပါဘူးအုံတော့ကပြင်းလာမှငါဘာလုပ်ရမလဲဆိုပြီးတော့ creative ဖြစ်တဲ့အကြံဉာဏ်တွေကိုထုတ်ပေးတာပါခမ ဖုံးပွတ်နေပြီခမရဲ့အုံတော့ဘရောမှာအကြံဉာဏ်ကောင်းတွေထွက်လာမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ Lost Mason ဆိုတဲ့ရုပ်ရည်မြင့်တင်ခြင်းပဲဖြစ်ပါတယ်လူငယ်တွေကြားမှာမေယိုကြီးအောင်အလုပ်တာတို့ခွဲစိတ်တာတို့ကခက်စားနေတယ်ဒါပေမဲ့အိတ်ဆောင်မှာပြောထားတဲ့ Golden Ratio ကပိုရိုးရှင်းပြီးတော့ထိရောက်ပါတယ်နံပါတ်1ကတော့ body fat ကိုလျှော့ပါနံပါတ်2ကတော့ကျင်ကစားပါဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်ပါကိုယ်နေဟန်ထားကိုမတ်မတ်ရှိပါစေနံပါတ်3တန်ရှင်းတက်ရက်စွာဝတ်စားပါခမရဲ့ရုပ်ရည်90%တော့ခမရဲ့ကျန်းမာရေးနဲ့ယုံကြည်မှု confidence ပေါ်မှာမူတည်နေပါတယ်ခမကို view site တာကဘာကြီးကိုငါ့ကိုတန်မိုးထားပါလို့အတန်တိတ်ပြောလိုက်တာပါပဲကဲဒီတော့ theory တွေပြောပြီးတော့လက်တွေ့မလုပ်မလဲရက်62လဒီအချိန်ကာလဟာခမဘွားကို reset ချဖို့လုံလောက်တဲ့အချိန်ပါပဲဒါက midlife reboot ရဲ့ challenge ပါ phase 1 the detox ပထမ2ပတ်မှာလောက်ရမှာတော့မနက်မိုးလင်းတာနဲ့တနာရီအတွင်းဖုန်းလုံးဝမထိရဘူးညအိပ်ရမှုမင်းတနာရီအတွင်းဖုန်းပိတ်ထားရမယ်ရည်ရွယ်ချက်က brain rot ကိုကုစားဖို့နဲ့ dopamine ကို reset ချဖို့ပါဒီနေရာမှာသတိပေးချင်တာပထမ3ရက်မှာအရန်ခံရခတ်ပါလိမ့်မယ်ဆေးဖြတ်တယ်လို့ပါပဲကြမ်းကြမ်းခံရပါမယ်မိတ်ဆွေ phase 2ကတော့နေ့တိုင်းအလုံးမဖြစ်အလုပ်3ခုကိုတတ်မှတ်ရပါမယ်ဥပမာချင်းတနာရီအဖြစ်မနေကစားတာစာ15မိနစ်မဖြစ်မနေဖတ်တာအလုပ်အတွက် skill အသစ်တစ်ခုကိုတနာရီမဖြစ်မနေလေ့ရတာစသဖြင့်ပါပဲနေမကောင်းလဲလုပ်ရမယ်မိုးရွာလဲလုပ်ရမယ်စိတ်မပါလဲလုပ်ရမယ်ဒီစစ်မှာကျွန်တော်တို့က motivation တွေကိုမိခိုတော့ discipline ဆိုတဲ့စီကံကိုပဲတည်ဆောက်နေတာပါ phase 3 the momentum ဆိုတဲ့နောက်ဆုံး၄ပတ်မှာ
ဒီဆင့်ကိုရောက်နေရင်ခမမှာအရှင်ရနေပါပြီခမရဲ့ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲလာမယ်မျက်လုံးတွေကြည်လင်လာမယ်အရေးကြီးဆုံးကခမကိုယ့်ကိုယုံကြည်မှု set trust ပြန်ရတာပါလိမ့်မယ်ငါလုံမယ်လို့ပြောရင်ငါတကယ်လုံတဲ့ကောင်ပဲဆိုတဲ့အသည့်အဲ့ဒီအသည့်ကဘာနဲ့မှလဲလို့မရပါဘူးမိတ်ဆွေရက်60ဆိုတာမကြပါဘူးမျက်စိတမိတ်ပါပဲဒါပေမဲ့ဒီတိုင်းနေလိုက်ရင်လည်းအဲ့ဒီရက်60ကကုန်သွားမှာပါပဲထူးခြားမှုမရှိပဲတိုးတက်မှုမရှိပဲမနေ့ကလိုပဲကုန်ဆုံးသွားမလားဒါမှမဟုတ်ရက်60ပြည့်တဲ့နေ့မှာမှန်တဲ့ကိုပြန်ကြည့်ပြီးတော့ကျေးဇူးပါကွာမင်းငါ့ကိုမစွန့်လွတ်ခဲ့လို့ဆိုပြီးတော့ကိုယ့်ကိုယ်ကျေးဇူးတင်စကားပြောမလားရွေးချယ်မှုကခင်ဗျားရဲ့လက်ထဲမှာပါနောက်ရက်60နေဒီဗီဒီယိုပြန်လာခဲ့လိုက်ပါခင်ဗျားဘယ်လောက်ထိခီးရောက်ခဲ့လဲဆိုတာပြန်ပြောပြပေးပါခင်ဗျားလုံနိုင်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒီဗီဒီယိုနားထောင်ရင်ရင်ထဲမှာပေါ်ပါသွားသလိုခံစားရရင်မိတ်ဆွေကပြန်လဲစတင်မှုအသစ်ဖြစ်နေတော့ပါပြီအားမငယ်ပါနဲ့မိတ်ဆွေခင်ဗျားတယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့အားလုံးဟာ turning point ဆိုတဲ့ဘဝရဲ့အချိုးအကွေ့ကိုရောက်နေကြတာပါဒါကြောင့်ဖြည်းဖြည်းနဲ့မှန်မှန်ပြန်လဲစတင်ပါအလင်းလိုစရာလည်းမလိုပါဘူးတခုပဲတောင်းဆိုချင်တာကိုယ့်ကိုယ်တော့ထပ်ပြီးတော့ပြစ်ပယ်မထားပါနဲ့တော့မိတ်ဆွေခမကပျော်ရွှင်ခွင့်ရှိသလိုတန်ဖိုးလည်းရှိပါတယ်ဒီချက်ကိုအမြဲနှလုံးသွင်းထားပါမိတ်ဆွေဒီလိုမျိုးရင်ဖွင့်တန်တွေဘဝအကြောင်းပြောပြချက်တွေကိုဆက်ပြီးတော့နားထောင်ကြတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ midlife report မှာဆက်ရှိနေပေးပါမိတ်ဆွေယူဆိုင်ပါမိတ်ဆွေဘဝအလွယ်ကူလုံးလုံးမဟုတ်ပါဘူးခမအရေးပါတဲ့သူမလို့ယူဆိုင်ခိုင်းတာပါတကယ်လို့ဒီဗီဒီယိုကခမအတွက်တန်ဖိုးရှိတယ်လို့ခံစားရရင်ခမရဲ့ချစ်ရတဲ့သူတွေကိုလည်း share လုပ်ပေးခြင်းအပြင်လက်ဆောင်ပေးလိုက်ပါနောက်ထပ်ဘဝအတွက်အနှစ်သာရရှိတဲ့အကြောင်းအရာတွေကိုဆက်ကြည့်နိုင်ဖို့ subscribe မလုပ်ထားရင်လည်းလုပ်ထားပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့ဗီဒီယိုအောက်မှာခင်ဗျာအခုလက်ရှိရုန်းကန်နေရတဲ့ခံစားချက်တစ်ခုကိုရေးခဲ့ပြီးလို့လည်းရပါတယ်ကျွန်တော်ဖတ်ပြီးတော့အတူတူအဖြေရှာပေးပါမယ်မိတ်ဆွေစိတ်အေးချမ်းမှုဆိုတာခင်ဗျာနဲ့ထိုက်တန်ပါတယ်မုံတိုင်းကြားမှာမလဲတမ်းရက်နိုင်ကြပါစေဗျာအားလုံးပဲစိတ်နှလုံးအေးချမ်းကြပါစေကျွန်တော် MKT ပါ